34ခုမြောက်သောစာလံအပိုင်ငယ်20သို့တော်လည်းသာရဖျားသည်ငါဤရဲတိုက်ဖြစ်တော်မူ၏ငါဤဖျားသခင်သည်ငါခိုလုံညာတိုက်ဖြစ်တော်မူ၏ကျမတို့ရဲ့ခေါင်းစဉ်ကမျောလင့်ချက်နဲ့နေတော့အခါ오늘도 다시 말해. 사렌전 간지 동들이 메시지. 사렌전 간지 동들이 메시지. 타라 뼈디 쪼괴던စိတ်ရှိသောသူတို့နှင့်နှလုံးကြည်ခွဲသောသူတို့ကိုနီးတော်မူ၏။နောင်တရှိ၍စိတ်နှိမ့်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏။ကျွန်တော်တို့ကြားတဲ့ခွဲကတော့ပျော်ရွှင်ဝမ်းမြောက်ရသောအခါလောကမှာခရစ်တော်ကြွလာလို့ပျော်ရွှင်ရတဲ့ရာပါတစ်ခုမှမရှိပါဘူး။ေရှာယအခန်းကြီးကိုအငယ်ငယ်6ဖြစ်ပါတယ်။အကြောင်းမူကားငါတို့အဖို့အငယ်ကိုပါမည်၏။ငါတို့အားသားဖို့တနာတော်မူ၏။ထိုသူသည်အုပ်ဆိုးခြင်းအာဏာဆက်ရှိလိမ့်မည်။နာမတော်ကအံ့ဩဝိတ္တမြတ်ဘက်ကိုကြည်တော်ဖျားသခင်ထာဝရဖနေတတ်ခြင်းရှိမှုခေါ်ဝေါ်ဖို့ခြင်းကိုခံရတော်မူမည်။ကျွန်တော်တို့ဘက်ကတော့အမှုတော်မှာပါဝင်စက္ကန့်ချင်းကိုခေါ်အားယူလို့အခါဖွင့်ဖြစ်ပါတယ်။ရှမတဲ့ခန်းကြီး27ငွေ28ဖြစ်ပါတယ်။သင်တို့သည်ဘယ်သို့ထင်ကြသနည်း။တစုံတစ်ယောက်သောသူ၌တားမြောက်ရှိ၏။တားအကြီးစီသို့တောင်း၍ငါသာယနေ့ငါစပိဝိညာဉ်သို့တောင်း၍လုံဆောင်တော်မူဆိုလေ။မျောလင့်ခြင်းအမြင့်တရားခရစ်တော်ဤအသွေးမြတ်သာငါဤခြင်းဝမီွယ်မရှိနာမတော်ကုသိုလ်အောင်တည်းကြောင့်မြတ်ခရစ်တော်ငါခေါ်လို့အချာတရားရှိတဲ့နောအချာတရားရှိတဲ့နော